ထုံးလုံရေးလုပ်ငန်းရှင်ချစ်သူရဲ့ပံ့ပိုးမှုတွေကြောင့်ဝေဖန်မှုတွေကိုဂရုမစိုက်ပဲတုံ့ပြန်လာခဲ့တဲ့နော်ဖောအေဂျာနော်ဖောအေဂျာကဘော်ဘီဆာဆာနဲ့လွမ်းပိုင်တို့ကြားဝင်ပြီးစနိုက်တဲ့သူဖြင့်လူသိရှင်ကြားဖော်ထုတ်ခံလိုက်ရတဲ့အချိန်မှာဝေဖန်မှုတွေလည်းမြင့်တက်နေကြတာပါပရိသတ်တော်တော်များများကနော်ဖောအေဂျာကိုသူများပိုင်ကိုမှအရယူခြင်းတဲ့သူဖြစ်သတ်မှတ်လို့နေတာပါဘော်ဘီဆာဆာနောက်ွယ်မှာနောင်မီအတူတူလင်းခဲ့တဲ့လွမ်းပိုင်ကိုယ်တိုင်ကနော်ဖောအေဂျာဆိုပြီးဖော်ထုတ်လိုက်တဲ့အတွက်ညင်းစရာအနေထားလည်းမရှိတော့ပါဘူးဒီလိုဖြစ်မျိုးကကိုရီးယားမှာသာဖြစ်ခဲ့မယ်ဆိုရင်အပြင်းထန်ကိုဝေဖန်ရှုတ်ချခံရမှာပါလူမှုရေးဖောက်ပြန်တဲ့သူဖြစ်သတ်မှတ်ခါဇက်ကားတချို့လည်းရုံတင်ခွင့်ရရှိမှာမဟုတ်ပါဘူးပရိသတ်တွေကအာမပြီးတဲ့အတွက်တစ်နှစ်လောက်နားယူပြလိုက်ရမှာပါတစ်နှစ်လောက်မှာဇက်ကားလည်းမရရပဲလူတွေလက်ခံလောက်အရန်ကိုစူးစမ်းရမှာပါဒါပေမဲ့မြန်မာနိုင်ငံကအမှုပညာရှင်တွေကတော့အခုလိုမျိုးအနားယူပြတာမျိုးလည်းလုပ်เสียမလိုပါဘူးတလားလောက်ကြာရင်ပုံမှန်တိုင်းပြန်ဖြစ်သွားကအားပေးခံရတာကထုံးစံလို့ဖြစ်နေပါပြီနော်ဘောအင်ထားကလည်းအခုလိုဝေဖန်ခံရတာတွေကိုဖြည့်ရှင်းတာလည်းမလုပ်သလိုဆိုရှယ်မီဒီယာကိုလည်းပုံမှန်တိုင်းဆက်သုံးနေကြတာပါသူမအောင်မကောင်းပြောတဲ့ comment တွေကိုမလို့ခြင်းတဲ့အတွက် post တွေမတင်သေးသလို comment တွေကိုလည်းပိတ်ထားခဲ့ပါတယ်ဒါပေမဲ့ mind တီးကိုတော့ဆက်ပြီးတော့တင်ကသူမပျော်ရွှင်နေရတဲ့အကြောင်းကိုချပြလို့နေကြတာပါပြီးခဲ့တဲ့ရက်မှာလည်းချစ်သူဖြစ်သူထုံးလုံရေးလုပ်ငန်းရှင်တတေကိုထက်ခိုင်ဝင်းကသူမပေါ်မှာချစ်ပေးဂယူးဆိုင်ပေးတဲ့အကြောင်းကိုအသိပေးလာခဲ့ပါတယ်ရီစာဟန်ကိုစနိုက်ထားတဲ့အတိတ်တွေပေါ်လာခဲ့ပေမဲ့ကိုထက်ခိုင်ဝင်းကသူမပေးနာမှာအမြဲတမ်းဆက်ရှိပေးနေမယ်ဆိုပြီးမုံတွေနဲ့စာရီပုတ်ကအပေးခဲ့တာပါဒါကြောင့်မလို့နော်ဖောအေတာကသူမကိုပြုံးရင်အောင်စိတ်ချမ်းသာအောင်ထားပေးနိုင်တဲ့ချစ်သူရှိချောင်းကိုမိုင်ဒီကနေအတိပေးလာခဲ့တာဖြစ်ပါတယ်ချစ်သူကထုတ်လုပ်ရေးလုပ်ငန်းရှင်ဖြစ်တာမို့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းပုံမှန်တိုင်းဆက်လက်ရိုက်ကူးသွားမှာပါပရိသတ်ကြီးနေနဲ့ရောထုတ်လုပ်ရေးလုပ်ငန်းရှင်ချစ်သူရဲ့ပံ့ပိုးမှုတွေကြောင့်ဝေဖန်မှုတွေကိုဂရုမစိုက်ပဲတုံ့ပြန်လာခဲ့တဲ့နော်ဖောအေတာပေါ့ပရိသတ်တို့ရဲ့မြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ပွေကတခြားမင်းသမီးတွေလိုချောင်းမောတဲ့ရုပ်ရည်မျိုးမရှိဘူးလို့နှိုင်းရှင်လိုက်တဲ့ဒရိုက်တာဝိုင်းနဲ့ပွေကဇက်ကားတွေအများကြီးတူတူရိုက်ကူးကြပေမဲ့အခုနောက်ပိုင်းမှာတော့ဇက်ကားတူတူမရိုက်ဖြစ်တာကြပါပြီဒါအပြင်ဒရိုက်တာဝိုင်းကပွေပေါ်မှာစူးစရာရှိပြီဆိုရင်လည်းအာမနာတဲ့စုတလို့စကားပြောရင်လည်းအမြင်ကိုအမြင်တိုင်းသာပြောတတ်တာပါပြီးခဲ့တဲ့ရက်ကလည်းအင်တာဗျူးတစ်ခုမှာပွေကမြန်မာနိုင်ငံကကြော်ကြားတဲ့မင်းသမီးတွေလိုချောင်းမောလာပါတဲ့ရုပ်ရည်မျိုးမရှိဘူးဆိုပြီးပွင့်လင်းစွာချပြလာတာပါမီဒီယာတွေမှာတော့ပွေကမြန်မာနိုင်ငံရဲ့အလားဆုံးမင်းသမီး10ယောက်ထဲမှာအမြဲတမ်းထည့်သွင်းဖော်ပြခံနေရတာပါဒါပေမဲ့ပရိသတ်တော်တော်များများကလည်းဖွေကခနာကိုအကျိုးစားရရောရုပ်ရည်ရရောလိုအပ်ချက်ရှိရလို့ထင်ကြပါတယ်ဒရိုက်တာဝိုင်းကတော့ဒရိုက်တာတယောက်ဖြစ်တာမို့မင်းသမီးတွေရဲ့အားသာချက်အားနည်းချက်တွေကိုအကုန်လုံးသိပါတယ်ဖွေကတခြားမင်းသမီးတွေလိုထွင်းထွက်တဲ့အလားမျိုးမရှိပဲချစ်စရာကောင်းရုံတသက်တာဆိုပြီးဒရိုက်တာဝိုင်းကအင်တာဗျူးမှာပြောပြလာခဲ့တာပါအခုလိုထုတ်ပြောလာတာကလည်းဖွေကိုနှိမ်ချင်တာမျိုးမဟုတ်ပဲခုလိုရုပ်ခံနေတာကြောင့်မကြခင်မှာရုံတင်တော့မယ်ဂန်းကွန်ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့မှာခင်မီတင်နေရာကနေတရုတ်ဆောင်ခံရကြောင်းရှင်းပြလာခဲ့တာဖြစ်ပါတယ်။ဂန်ကွန်နီရုပ်ရှင်ထဲမှာတရုတ်ဆောင်မဲ့ခင်မီတင်ကာရိုက်တာကရုပ်စိုးကယောက်ျားလေးတော်တော်များများစိတ်ဝင်စားကြတဲ့ကာရိုက်တာပါ။မင်းသားကိုရိုင်နာမချစ်လို့ပင်ချခံခဲ့ရတဲ့ကာရိုက်တာဖြစ်တဲ့အတွက်တရုတ်ဆောင်မဲ့မင်းသမီးကမချောမလနေမှသာအဆင်ပြေမှာမို့ဖွေးကိုရေးချက်ကရိုက်ကူးခဲ့တာဆိုပြီးဒရိုက်တာဝိုင်းကပြောပြခဲ့ပါတယ်။ဖွေကအရန်မချောပဲချစ်စရာကောင်းတဲ့အသွင်ပြင်းနေမှုခင်မီတင်ကာရိုက်တာနဲ့ထပ်တူကြကဇက်ကားရိုက်ဖို့လုပ်ကလေးကသူမကိုပဲမြင်ပြီးရိုက်ဖို့ကန့်လန့်ခဲ့တာပါခင်မီတင်ကာရိုက်တာလေးနဲ့ဖွေကိုပရိသတ်တွေကလည်းအရန်ကိုစိတ်ဝင်စားနေကြပြီးအကယ်ဒမီရဖို့ထိခံမှန်းနေပါတယ်ဒရိုက်တာဝိုင်းနိုင်ရှိတဲ့လောက်ဖွေကတခြားမင်းသမီးတွေလို့ရုပ်ရည်မချောမဘူးလို့ပရိသတ်ကြီးနေနဲ့ထင်လားဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်